မင်္ဂလာပါဒီနေ့ကဟိုမနေ့ကချက်ပြတဲ့အချီရွက်ကိုလိုက်ခုမဲ့ဘလော့ပါဒီမှာပါအချီရွက်ဒီຫນွယ်ပင်လေးကြာနေတာပေါ့နော်အဲ့ဒါအချီရွက်ပါဒါဒီနေ့ဟောအဲ့အမြင့်ကြီးကိုဘယ်လိုတက်ပလဲစဉ်းစားညာအော်ဟိုမှာတရားဝင်သွားပြီဒါကသူတို့အချီရွက်တစ်ခုနေတော့ဒီနားမှာဟင်းတစ်မျိုးရှိတယ်ပူထားတာပြပေးမယ်ဒီမြောက်မပြောတယ်ဘူးသူတို့ညကမပြောတယ်ဘူးဘာဖြစ်လဲဆိုတော့လာတူးစားမှာဆိုဒီနားလေးမှာဥထားတာတစ်ခုရှိတယ်ပိုင်နိုင်နာကူဒါအစကချိုတီးခဲ့ရင်မောင်မချင်ရရဲ့လဲနေပါစေကွယ်ဒီလိုမှမသိလို့ဒါလေးမကြည့်ဘာလို့ထင်လဲလာရနော်ဒါလေးစားဘူးလားဒါလေးကိုပြောတာတန်ကြရက်ဥပါရှင်အခုကကြရက်ဥခုဖို့သွားညာပါသူတို့ညောက်စကားများညာပတ်ဝန်းကျင်မကြည့်ဘူးဘယ်နားမှာရှိလဲသူတို့မသိဘူးကြော်ဝါနော်ဒီမှာပန်းပင်လေပြန်လာကြရက်ဥလေဘာဥလဲကြရက်ဥဟုတ်ပြီကြရက်ဥလေငေါ့ပြောတာနောက်နေ့လာသူခိုင်းမယ်ဆိုတာပြောတာဒီကောင်ဟုတ်လို့လေကျန်တဲ့ဟာတွေရှင်းနေတယ်နာမသိဘူးဒီကောင်လူကြည့်ရအောင်အဲ့ဒါကြရက်ပင်မဟုတ်ဘူးလေမပြောပင်သိလေမသိဘူးလေဟိုတနေ့ကဒီမှာရေပိုက်လာပြင်တာရေပိုက်လာပြင်တာဆိုကျမရေပိုက်လာကြည့်တာဟိုဖြစ်အဲ့ဒီဟာတွေ့တော့ဒါကြရက်ပင်တဲ့နောက်နေ့မှလာသူခိုင်းမယ်ဆိုမှမပန်းမွင့်တပွင့်အောင်ခူသွားတယ်ဒါမနေ့ကတော့ရှာတာမတွေ့ခဲ့တဲ့ကြရက်ဥအခုဘယ်လိုခံစားရလဲမနေ့ကမတွေ့ရဲ့ဥကိုဒီနေ့တွေ့ရဘယ်လိုခံစားလဲဆိုတော့နည်းနည်းနဲ့ကြည်ရအောင်အပြင်အောက်မှာဦးလေးပါလို့တူးလိုက်ရတယ်ဓားလေးနဲ့ယူခဲ့တယ်ဓားယူခဲ့တယ်ပေါက်တူးနဲ့တူးရတာနော်မနေ့ကဓားနဲ့သွားတူးတာဓာတ်နဲ့သွားတူးတာတူးတော့မတူးလဲတော့ကျောင်းထနာအောက်ဖရာကနေအောက်မှာဦးလေးနဲ့ပါပဲတင်ခဲ့ဘယ်ဟုတ်လဲဟိုတူးတူးရခက်တယ်နော်ဈေးမှာတွေ့ရင်ဈေးထဲတွေကိုဈေးမစစ်ပါနဲ့ဒီဈေးထဲလေးလျောင်းရင်လည်းဈေးမစစ်ပါနဲ့ဒီလိုလေးစိတ်ကြက်ဥကိုဈေးထဲမှာရောင်းတဲ့ဟာအမွေးမပါဘူးနော်ချစ်တယ်ချစ်လိုက်တယ်ချစ်တယ်ရရဒီနေ့ဒီနေ့ချစ်တယ်ဒါဟင်းချက်စားကောင်းတယ်နော်ငါးကြော်လေးနဲ့လူကြီးတော့ဘာလို့စတာတူနေတယ်ကြက်ဥတူးရင်းနဲ့လေရွှေနှစ်ပိတ်တာတွေ့ရင်ကောင်းမှာနော်မဟုတ်ရွှေနှစ်ပိတ်တာမို့အမလဲရွှေအပိတ်တာတော့ထော်လို့ပါရေတနာရှာတိုက်ပုတ်အဲ့လိုမျိုးလေအေးဆိုဒီနေ့တော့မနေ့ကရှာပြီးမရတဲ့ကြက်ဥရခဲ့ပါပြီ